like to say thank you so much for ordering from us. I'm glad to hear you enjoying our cake. Foreigner customer မှာပြီးတော့စားပြီးတဲ့အခါမှာလည်း feedback ကောင်းလေးပဲပြန်ပေးထားတယ် chocolate cake လေး design လေးကတော့သူလိုချင်တဲ့ cake design လေးတိုင်းမှာသူက chocolate cake လိုချင်တယ်ပြီးတော့အခုလိုမျိုးအစိမ်းနုရောင် color လေးဒီဘောလုံးသမားရဲ့ဘောင်းမီဝတ်ထားတဲ့အစိမ်းနုရောင် color လေးတိုင်းလုပ်ပေးပါဆိုလို့ cream လေးကိုအဲ့တိုင်းလေးတူအောင်လုပ်ပေးထားပါတယ် cake design မှာကျတော့လေသူကြိုက်တဲ့ဒီဘောလုံးအသင်းရဲ့ logo လေးပါခြင်းနဲ့ပြီးတော့ဒီ football အသင်းများများပါမဲ့ဟာမျိုးလေးပေါ့နော် design လေးကိုလုပ်ပေးပါဆိုလို့creation လုပ်ပေးဖြစ်ပါတယ်ဒါပေမဲ့ customer ကြတော့အားချက်မှာတာဖြစ်တဲ့အတွက်ဒီတစ်ခေါက် logo လေးတွေကကြတော့ရိုးရိုး photo paper လေးတွေဖြစ်ပြီးတော့စားလို့မရပါဘူးအဲ့လိုမျိုးစားလို့မရတဲ့အကြောင်းကိုလည်း customer ကိုစားပြီးမှာကြတဲ့စားလို့မရဘူးပေါ့နော်ဒီရိုးရိုး photo ပဲရမယ် photo paper အသားပဲရမယ်ဆိုတာလေးကိုအရင်အသိပေးပြီးတော့ okay ရတယ်ရရင်အဆင်ပြေတယ်ဆိုပြီးပြောလို့လုပ်ပေးဖြစ်တာပါ